ကဲအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ကျွန်တော်တို့လေ့လာမယ့်အရေးမြစ်တွေကတော့စာရေးခြင်းနဲ့ပတ်သက်တာတွေပေါ့နော်ဟုတ်ပါတယ်အထူးဖြင့်ကျွန်တော်တို့အားလုံးကြုံဖူးကြတဲ့ပြဿနာတစ်ခုပါစာရွက်အဖြူတွေဒါမှမဟုတ်ကွန်ပျူတာစကရင်ပေါ်ကမိတ်တုကစားကိုကြည့်ပြီးဘယ်ကစာရေးရမလဲဆိုတဲ့ခက်လာချက်ကြီးလေအဲ့ဒီ blank page ကြောက်ဆိုင်ကတော်တော်ဆိုးတာဟုတ်တယ်ဆိုတော့အဲ့ဒီကြောက်စိတ်ကိုကြော်လွှားဖို့အထူးသဖြင့်စာမရေးခင်ကြိုတင်ပြင်ဆင်တဲ့အဆင့် pre-writing အကြောင်းကိုအဲ့ဒီကထားပြီးကြည့်သွားကြမှာပါဒီအရေးမြစ်တွေကဆက်ဆက်ချင်းမှာပဲအရန်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကိုထောက်ပြထားတယ်စာရေးတာကိုလေပါရမီတို့အမှုပညာတို့လိုရှုပ်ထွေးမမြင်ဘဲနဲ့ဟုတ် missing လုံးနေကြအရာတစ်ခုလိုမြင်ဖို့အကြံပေးထားတယ်ဥပမာဟင်းချက်တာမျိုးပေါ့ဟင်းချက်တာနဲ့တူတူပဲလားဟုတ်တယ်အရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်ဖို့ဟင်းချက်နီးပါဝင်ပစ္စည်းအချင်းလိုတလို့ပဲလေစာကောင်းတစ်ပုဒ်ဖြစ်ဖို့လေအစီအစဉ်အရင်မြင့်အချင်းလိုတယ်ဆိုတဲ့သဘောတရားပဲဆိုတော့ဒါကလုပ်ငန်းစဉ်တစ်ခုပေါ့အတိအကျပဲဒီလုပ်ငန်းစဉ်မှာအဆင့်9ဆင့်လောက်ရှိတယ်လို့ရေပြူရက်ပြောကြတယ် pre-writing လို့ခေါ်တဲ့ကြိုတင်ပြင်ဆင်တာပြီးတော့ outlining မူကြမ်းရေးတာပြန်တာနောက်ဆုံးတိဖြစ်တာပေါ့အဆင့်ဒီကတော့တော်တော်များတာပဲဟုတ်တယ်ဒီနေ့တော့အဲ့ဒီထဲကအရေးကြီးဆုံးဖြစ်တဲ့ပထမဆုံးအဆင့်အဲ့ဒီ pre-writing အကြောင်းကိုပဲအဓိကပြောကြမယ်လေကောင်းပြီဒီအရင်အမြစ်တွေထဲမှာကျွန်တော်တို့ကိုလမ်းပြပေးမဲ့ဇာတ်လိုက်တစ်ယောက်တောင်ပါလာတယ်နော်ထွေးရဲဆိုတဲ့ဆက်တွေ့ရေးပါဒရဲ့အကြောင်းတူတစ်ယောက်ရဲ့ case study ပေါ့ဟုတ်ပါတယ်သူကကျွန်တော်တို့လိုပဲ mass media ဆိုတဲ့ခေါင်းစဉ်ကြီးတစ်ခုရထားပြီးဘာဆက်လို့ရမယ်မသိတဲ့ခြေနေကနေစတာအဲ့ဒါအရန်ကောင်းတဲ့အစပဲတွေးရဲ့ဖင်မဆုံးပြဿနာက mass media ဆိုတဲ့ခေါင်းစဉ်ကကျဲလွန်းနေလားဟုတ်တယ်ပင်လေကြီးတဲ့စအတပွင့်ပြက်ချလိုက်တူလို့ပဲဘယ်ကစကန်ရမှမတည်ဘူးအဲ့ဒီလိုအခြေအနေမျိုးမှာရင်မြက်တွေကပထမဆုံးလက်တွေ့ကြတဲ့တူတစ်ခုကိုမိတ်ဆက်ထားရဲ့အဲ့ဒါက free writing ရဲ့ free writing လွတ်လပ်စွာရေးသားခြင်းပေါ့နာမည်ကြားတာတော့ရိုးရှင်းပါလေဒါမဲ့လက်တွေ့မှာဘယ်လိုအလုပ်လုပ်တာလဲသူ့ရဲ့ technique ကဘယ်လိုမျိုးလဲ technique ကတကယ်ကိုရိုးရှင်းတာအချိန်တစ်ခုသတ်မှတ်လိုက်မယ်ဥပမာ9မိနစ်ပေါ့9မိနစ်ပြီးရင်ကိုခေါင်းစဉ်နဲ့ပတ်သက်ပြီးစိတ်ထဲပေါ်လာတဲ့မြအကုန်လုံးကိုပေါ်ပင်မချပဲ keyboard ကနေလက်မခွာပဲအဆက်မပြတ်ရေးချလိုက်တာပဲတထားတွေစာလုံးပေါင်းတွေရောဂယုဆိုင်ရပြီလားလုံးဝဂယုစိုက်စရာမလိုဘူးအဲ့ဒါအရေးကြီးဆုံးပဲအတွေ့ရက်သွားရင်တောင်မှငါပါရေးရမလဲဆိုတာကိုပဲထက်ခါရေးနေရမှာအဓိကရက်မသွားဖို့ပဲဒါကနည်းနည်းတော့ထူးဆန်းနေတော့ဒီလက်ကျင်ကဘာလို့ဒီလောက်ထိရောက်ရတယ်လဲရန်တန်ရေးခိုင်းတာနဲ့ဘာများထူးလို့လဲဒီနေရာမှာစိတ်ပညာချက်တင်းအချက်တစ်ချက်ရှိတယ်ကျွန်တော်တို့ဦးနောက်ထဲမှာ editor တယောက်အမြဲတမ်းရှိနေတယ်လေကိုခံဝေဖန်နေတဲ့စိတ်ပေါ့မှန်တယ်ကိုတခုရေးတော့မယ်ဆိုဒါကောင်းရဲ့လားဟိုဟာမှန်ရဲ့လားဆိုပြီးအမြဲတမ်းစစ်ဆေးနေတဲ့စိတ်ပေါ့ free writing ကအဲ့ဒီ editor ကိုခဏအလုံးမလုံးအောင်လှည့်စားလိုက်တာနဲ့တူတူပဲဟုတ်ပြီစစ်စမပြတ်မြန်ရေးလိုက်တဲ့အခါအဲ့ဒီဝေဖန်ရဲ့စိတ်ရဲ့အရှိန်ကိုကြော်ပြီးကိုယ့်ရဲ့အတွေးစစ်တီမစီစစ်ရတဲ့ idea အစိမ်းတွေထွက်ကြလာကိုလမ်းဖွင့်ပေးလိုက်တာပါဦးနောက်တဲ့တွေးပူလေးချင်းကန်လုပ်ပေးလိုက်တယ်လို့မျိုးပဲပေါ့နော်တကယ်ပွဲမစားကြကြသားတွေအရင်လှုပ်ရှားထားတာအရင်မြတ်ထဲမှာထူရတ်ကဒီနည်းကိုဘယ်လိုသုံးခဲ့လဲဆိုတာပါတယ်လားပါရာပေါ့သူရဲ့ free writing ထဲမှာ mass media နဲ့ပတ်သက်တဲ့အတွေ့အကြုံတော်တော်များတွေ့ရတယ် TV အကြောင်း radio အကြောင်းကြုံညာတွေ internet အကုန်ပါမှာပဲဟုတ်တယ် social media အတွေ့တွေကရှုပ်ရခတ်နေတာပဲဒါပေမဲ့အရေးကြီးတာကဘာလဲဆိုတော့ဘာမှမရှိတဲ့စာရွက်အလွတ်အစားအခုသူ့ရှေ့မှာကင်တွယ်လို့ရတဲ့ idea အစအနတွေရောက်လာပြီလေရှုပ်ပွားနေပြီမဲ့ဒါကအစတစ်ခုပဲပေါ့အမှန်ပဲဟုတ်ပြီအခုတည်းမှာ idea အစင်းတော့အများကြီးရလာပြီဒါပေမဲ့ဒီတိုင်းကြည့်တော့စာတန်းတစ်ပုတ်ဖြစ်မလာသေးဘူးရှုပ်ရခတ်နေတော့မယ်ဒီရှုပ်ထွေးမှုတွေကနေအတိတ်ပဲရှိတဲ့အရာတစ်ခုကိုဘယ်လိုရှာမလဲနောက်တစ်ဆင့်ကဘာဖြစ်မလဲဟုတ်တယ်အဲ့ဒီမှာပဲဒုတိယအဆင့်လိုလာတာအရင်အမျက်တွေကဒီအခြေအနေကို organize chaos လို့သုံးနှုန်းထားတယ်စနစ်ကျတဲ့ရှုပ်ထွေးမှုပေါ့ဒီရှုပ်ထွေးမှုတွေကနေပုံစံတစ်ခုဆက်ဆက်မှုတစ်ခုရှာဖို့နည်းလမ်းတွေရှိတယ်ပထမတစ်ခုကတော့ brainstorming ပေါ့ဒါကတော့စီးရင်ချရေးတာစီးရင်လို့တာဟုတ်တယ်ဒါပေမဲ့တွေ့ရတော့ပိုပြီးအလုပ်ဖြစ်သွားတဲ့နောက်တစ်နည်းကပိုပြီးမြင်သားတယ် idea mapping လို့ခေါ်တယ်စိတ်ကူးမြေပုံရေးဆွဲခြင်းပေါ့ကျွန်တော်တို့ကျောင်းတုန်းကလုပ်ဖူးကြသလိုမျိုးလေစာရွက်အလယ်မှာခေါင်းစဉ်ကြီးရေးပြီးတော့ဘေးကနေအခက်လက်တွေတောက်လျှောက်ခွဲထွက်သွားတာမျိုးအခြေခံသဘောတရားကအတူတူပဲဒါပေမဲ့သူ့ရဲ့အားစာချက်ကိုအယမြင့်တွေကဒီလိုရှင်းပြထားတယ်စာရင်းတစ်ခုလိုအပေါ်အောက်တဲရေးတာကကျွန်တော်တို့ဦးနောက်ကိုမြင်းဖြောင်းအတိုင်းပဲတွေးခိုင်းတယ်လို့ဖြစ်နေတယ်တဲ့
idea mapping ကတော့စက်ဝိုင်းတွေများနေနဲ့ချိတ်ဆက်တဲ့အတွက်အတွေးတွေကိုလွတ်လွတ်လပ်လပ်ခုန်ကူးခွင့်ပေးတယ်အရင်ကမမြင်မိတဲ့ဆက်ဆက်မှုတွေကိုရုပ်တရက်မြင်သွားစေနိုင်တယ် တော်ရွေရဲ့ဦးမှာကိုကြည့်လိုက်ရင်ပိုရှင်းဖို့မထင်နဲ့ကဲသူ့ရဲ့ idea map ကဘလို့ပုံစံဖြစ်သွားလဲ သူကစာရွက်လက်ကစက်ဝိုင်းအကြီးလေးမှာ mass media လို့ရေးလိုက်တယ်အဲ့ဒီကနေအဓိကအခက်နှစ်ခုခွဲထွက်သွားတယ်တစ်ခုက television နောက်တစ်ခုက radio ပေါ့ ဟုတ်ပြီ ရုပ်မြင်သံကြားဘက်မှာတော့ cable လို့ DVD stroke Blu-ray လို့ဆိုပြီးဆက်ခွဲသွားတယ်အဲ့ဒီဘက်ကတိတ်ပြီးစိတ်လှုပ်ရှားစရာမရှိဘူး စိတ်ဝင်စားစရာကောင်းလာကရေဒီယိုပဲမှထင်မယ် အတိအကျပဲရေဒီယိုခက်ကနေ music ဆိုတော့သူဆက်သွားတယ်အဲ့ဒီဂီတကနေသူရုတ်တရက်စဉ်းစားမိတာကအခုခေတ်မှာလူတွေတချင်းနားထောင်တဲ့ပုံစံပြောင်းသွားတာပဲလी ဟုတ်ပဲ CD ခေတ်ကနေ streaming ဖြစ်သွားတာတွေပေါ့ အဲ့ဒါပဲဒါနဲ့ series နဲ့ download လုပ်တာဘာကွာလဲဆိုတဲ့ idea အစ်စ်တစ်ခုထွက်လာတယ်အဲ့ဒီ download ဆိုတဲ့စကားလုံးကနေသူခေါင်းထဲမှာမြည်သီးလင်းစားတော့ခစ်ပြီးနောက်ဆုံးအခက်တစ်ခုကိုရောက်သွားတယ်အဲ့ဒါကတော့ piracy လား ဟုတ်တယ် piracy တရားမဝင်ကူယူမှုပဲ warm mass media ဆိုတဲ့ပင်လယ်လောက်ကျဲတဲ့ခေါင်းစဉ်ကနေ music piracy ဆိုတဲ့တိကျတဲ့ကြုံလေးတဲ့ကြုံပေါ်ကိုရောက်သွားတာပဲဒါက free writing တဲ့ကစာရေးတစ်ခုကိုကြည့်နေုံနဲ့တော့ရလာနိုင်မှာမဟုတ်တဲ့ခုံကူးမှုမျိုးပဲနော် အဲ့ဒါ idea မဲပင်ရဲ့အစွမ်းပဲသူကကိုယ့်ဦးနောက်ကိုမြင်းဖြောင်းအတိုင်းမဟုတ်ပဲကွန်ရက်တစ်ခုလိုတွေးခိုင်းတာလေဒီမြေပုံကြောင်းပဲတွေးဟာသူ့ရဲ့တကယ့်စိတ်ဝင်စားမှုအစစ်မှန်ကိုရှာတွေ့သွားတယ် အခုဆိုရင်သူ့မှာကင်သွဲရလွယ်ကူမီအချက်လက်ရှာလို့ကောင်းတဲ့ခေါင်းစဉ်တစ်ခုရသွားပြီပေါ့ ဟုတ်ပါ ကောင်းပြီအခုသူ့ဘက်မှာ music piracy ဆိုတဲ့ခေါင်းစဉ်တော့ရပြီဒါပေမဲ့ဒီခေါင်းစဉ်ကတကယ်ကောင်းတဲ့ခေါင်းစဉ်ဟုတ်မဟုတ်ဘယ်လိုလုပ်ပြီးသိချအောင်လုပ်မလဲကိုစိတ်ထီနေပဲတွားရမှာလားဒါမှမဟုတ်အရင်မိတဲ့ထဲမှာကိုပြန်စစ်ဖို့လမ်းညွှန်ချက်ဒီပါသေးလား အဲ့ဒါအရင်ရည်ကြည့်မေဦးမယ်ကိုခေါင်းစဉ်ကိုချီမီတွားပြီးမှလန်တော့ဝက်မှာဒုက္ခရောက်တာမျိုးမဖြစ်အောင်အရင်မိတွေကစစ်ဆေးရန်စာရင် checklist တစ်ခုပေးထားတယ်ကိုပြန်မေးရမယ်မေဟုံး6ခုပေါ့ အော် checklist ရှိတာပဲကောင်းတယ်ပထမဆုံးမေးခွန်းကဘာဖြစ်မလဲ ပထမဆုံးကတော့အရေးကြီးဆုံးပဲဒီခေါင်းစဉ်ကိုကိုယ်တိုင်ရောစိတ်ဝင်စားရဲ့လားတဲ့ ဒါကတော့အဓိကကြမှာလေနော်ကိုစိတ်ဝင်စားပဲနဲ့တော့ဘလို့မှရှေ့ဆက်လို့မရဘူး ဟုတ်တယ်ဒီရင်ကတော့စိတ်ဝင်စားမှသိကြတယ်ဘာလို့လဲဆိုတော့သူကိုယ်တိုင်စိတ်ကူးရဲ့လမ်းကြောင်းတော့ကိုလိုက်ရင်ရောက်လာတာကိုဒုတိယမေးခွန်းကပရိသတ်ကတော့စိတ်ဝင်စားနိုင်မလားတဲ့ music piracy ဆိုတာကဒီနေ့ခေတ်လူငယ်တွေနဲ့တော်တော်လေးကိုတိုက်ရိုက်တက်ဆိုင်တဲ့အကြောင်းအရာဆိုတော့စိတ်ဝင်စားဖို့များတယ် မှန်တယ်တတိယကဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးကိုမှဘ ഹു တူတာဒါမှမဟုတ်အတွေ့အကြုံနည်းနည်းပပရှိသလားစတုထကဒီအကြောင်းကိုပို့ပြီးလေ့လာခြင်းစိတ်တော့ရှိရလား ဒီမေးခွန်းတစ်ခုကစာရေးတဲ့အခါကိုစိတ်အားထက်သန်မှုပေးနိုင်မလားဆိုတာကိုစစ်တာပဲဖြစ်မဲ့ ဟုတ်ပါတယ်နောက်တစ်ခုကခေါင်းစဉ်ကလုံလောက်တိကျသလား mass media နဲ့ရှင်ရဲ့ music piracy ကအများကြီးပူတိကျနေပြီ နောက်ဆုံးတစ်ခုကတော့စာမှုအရှင်းနဲ့ကိုင်ညီကိုပေါ့ အတိအကျပဲမမှတ်ထားတဲ့စာမှုအရှင်နဲ့ကိုက်ညီရလားတဲ့စာမျက်နှာ9မျက်နှာစာတန်းအတွက်ဆိုဒီခေါင်းစဉ်ကကင်တွယ်လို့ရတဲ့အရွယ်စားပေါ်ဒီပဲ ဒီမေးခွန်းတွေအားလုံးကိုဟုတ်တယ်လို့ဖြေနိုင်ရင်တော့ရှေ့ဆက်ဖို့မိစိမ့်ပြပြီပေါ့ ဟုတ်ပါတယ် ဒီနေ့တွေ့ရခီးစင်းကိုပြန်ကြည့်လိုက်ရင်ကြောက်စရာကောင်းတဲ့စာရွက်အလိုကြီးကနေစပြီး free writing နဲ့ idea mapping လို့လက်တွေ့ကျတဲ့ tool တွေသုံးပြီးကင်တွယ်လို့ရတဲ့ခေါင်းစဉ်တစ်ခုကိုဘယ်လိုဖန်တီးခဲ့လဲဆိုတာအရင်ရှင်းသွားပြီ အဓိကမှတ်သားစရာကဒါပဲစာရေးချင်းဆိုတာလုံဆော်မှု inspiration ကိုထိုင်ဆောင်နေရတဲ့အရာမဟုတ်ဘူး ဟုတ်တယ် ကိုမမန်ကနဲ့နီလန်းနေကိရိယာတွေရှိရင်ဘသူမဆိုစိတ်ကူးတွေကိုတူးဖော်နိုင်တယ်ပြုတ်ပြင်းမောင်းမှန်နိုင်တယ်စနစ်တကျဖြစ်အောင်လုပ်နိုင်တယ်ဆိုတဲ့အချက်ပါပဲဒါဟာစိတ်ကူးတွေကိုစီမံခန့်ခွဲတဲ့နည်းပညာတစ်ခုလို့တောင်ပြောလို့ရတယ် ဒီနေ့ဆွေးနွေးရတာတွေကိုအတူချုပ်ပြန်ကြည့်ရရင်ကြောက်စရာစာရွက်အဖြူကြီးကိုရင်ဆိုင်ရတဲ့အခါဘာမှမလုပ်ပဲထိုင်မနေပဲ free writing နဲ့အတွေးတွေကိုအရင်ဆုံး sealed ပေါင်းလို့ခြာရေးလိုက်တယ် အဲ့ဒီနောက် idea mapping နဲ့ရှုပ်ထွေးနေတဲ့အတွေးတွေကြားကဆက်ဆံမှုကိုရှာပြီးတိကျတဲ့ခေါင်းစဉ်တစ်ခုကိုဆွဲထုတ်ပေးတယ်တွက်ရဲ့ဇာလန်းကဒါကိုတုတ်တယ်ပြသွားတာပဲ နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းနဲ့ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့အရင်အရွက်တွေကပညာရေးဆိုင်ရာစာတမ်းရေးသားခြင်းကိုအဓိကထားတာကော ဟုတ်ကဲ့ တပည့်ဒီမှာမေးခွန်းတစ်ခုရှိလာတယ်ဒီလိုကြိုတင်ပြင်ဆင်တဲ့နီလန်းဒီကစာရေးဖို့အတွက်ပဲလား စဉ်းစားစရာပဲ ဟုတ်တယ်မလားဥမာကိုလုံးမဲ့ project အတစ်ခုအတွက်ဘယ်ကစမှမတည့်ရခါဒါမှမဟုတ်လို့ဖို့ကွန်ပဲတယောက်နဲ့ခက်ခဲတဲ့စကားလည်းကိုမပြောခင်ကို့အတွေ့တွေကိုရှင်းအောင်လုပ်ချင်တဲ့အခါမျိုးမှာတော့ဒီ free writing နဲ့ idea mapping ကအတုံးဝင်နိုင်မလား စာရေးတာပြင်တခြားနေရာတွေမှာအတုံးချဖို့ပေါ့
ဒီကြောင့်ခိုင်မာတဲ့စိတ်ကူးအဖြစ်ပြောင်းလဲခြင်းဆိုတဲ့စွမ်းရည်ကစာမျက်နှာတွေရဲ့အပြင်ဘက်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလည်းတန်ဖိုးရှိနေတဲ့ဆိုတဲ့အချက်ကိုစဉ်းစားစရာအဖြစ်ခြံထက်ခဲ့ပါစေ။